1966 ခုနှစ်အင်ဒီယာနာပြည်နယ်ဂယ်ရီမြို့နှင်းတွေဖုံးလွှမ်းနေတဲ့မြို့လေးရဲ့လမ်းမပေါ်မှာကလေးတွေကနှင်းတွေနဲ့စော်ကစားနေကြပါတယ်။သူတို့နဲ့အတူသွားမစော်ပဲအိမ်ထဲကလှမ်းငင်းနေတဲ့ကလေးလေးတယောက်လည်းရှိနေပါတယ်။သူကတော့မိုက်ကယ်ပဲဖြစ်ပါတယ်။တင်းကျပ်လွန်တဲ့အဖေဖြစ်သူဂျိုးဂျက်ဆန်ကအပြင်ကလေးတွေနဲ့ပေးစော်မဲ့အစားသူ့ညီကိုတွေနဲ့အတူဂီတဖျော်ဖြေပွဲအတွက်လေ့ကျင့်ခိုင်းထားပါတယ်။အသက်ပါရမီကောင်းကောင်းပါလာတဲ့မိုက်ကယ်ကတခြင်းဆိုပြီးအကိုတွေကတော့ဂီတာတီးရင်ဟာမိုနီလိုက်ကြပါတယ်။အသေးစိတ်ကအစားလေ့ကျင့်ပေးနေတဲ့အဖေကတင်းကျပ်လွန်းလို့မိုက်ကယ်ကသူ့အဖေနဲ့မျက်လုံးချင်းမစုံရဲလောက်အောင်ကိုကြောက်ပါတယ်။ဂျိုးကလူမဲစင်းရဲသားရက်ကွက်ကစက်ယုံလို့သမားတယောက်မို့သူတို့မိသားစုကစီးပွားရေးကြက်တဲပါတယ်။သူသားတွေကိုအသင်းဖြစ်ပြီလို့ထင်တဲ့တရက်မှာတော့သူတို့အဖွဲ့ကိုပွဲဥအတွက်ဖျော်ဖြေဖို့အဖေဖြစ်သူကစီစဉ်ထားပါတယ်။အဲ့လိုနဲ့ Jackson 5ဆိုတဲ့အဖွဲ့ကပရိသတ်ရှိမှပထမဆုံးဖျော်ဖြေပါတယ်။ပထမဆုံးညမှာတင်အဆိုကောင်းလွန်းတဲ့မိုက်ကယ်ကအားပေးမှုတွေအများကြီးရခဲ့ပါတယ်။တညရင်နှစ်ပွဲဆက်ဖျော်ဖြေလိုက်ရလို့အားလုံးပင်ပန်းနေပေမဲ့အိမ်ပြန်လန်းကတော့ပျော်စရာအရန်ကောင်းနေပါတယ်။အိမ်ပြန်ရရောက်ချင်းပဲအဖေကကလေးတွေကိုပေးမနာပဲထပ်ပြီးလေ့ကျင့်ခိုင်းပါတယ်။အမေကတော့မနဲ့ကြောင်းတက်ရမှာမို့ကလေးတွေကိုပေးနာလိုက်ဖို့ပြောပါတယ်။မိုက်ကယ်ကလည်းသူတို့ဒီနေ့ကောင်းကောင်းဖျော်ဖြေနိုင်ခဲ့သလိုပင်ပန်းနေပြီမို့နားကျင်ပြီလို့ပြောတော့အဖေကကိုဘာအမှားမှမရှိဘူးထင်နေလားလို့ပြောရင်မိုက်ကယ်ကိုခပက်နဲ့ရိုက်ဆုံးပါပါတယ်။မိုက်ကယ်မှာကိုပိုင်အားလက်ချိန်ရလို့မရှိပဲမဲအိတ်ခင်အချိန်လေးမှာတော့သူကြိုက်တဲ့ကာတွန်းစာအုပ်တွေဖတ်လေးရှိပါတယ်။ပီတာပန်ကတော့သူ့အကြိုက်ဆုံးကာတွန်းစာအုပ်ဖြစ်ပါတယ်။တခြားအချိန်တွေမှာမိုက်ကယ်က TV ကြည့်ရင်နဲ့ TV ကလာတဲ့အကတွေကိုလိုက်ပြီးလေ့ကျင့်ပါတယ်။အဖေနဲ့အတူလေ့ကျင့်တဲ့အချိန်တော်တော်များများမှာတော့မိုက်ကယ်ကနှာခေါင်းပွားကောင်လို့အခေါ်ခံရပြီးခပတ်နဲ့အရှိုက်ခံရတတ်ပါတယ်။နောက်ပိုင်းဖျော်ဖြေမှုတွေမှာလည်းဇက်တိုက်လူသိများလာပြီးမိုက်ကယ်ကြောင့်ပဲ Jackson 5ကပိုအောင်မြင်လာပါတယ်။1968ခုနှစ်ချီကာဂိုမှာဖျော်ဖြေနေတော့အမျိုးသမီးတယောက်ကစောင့်ကြည့်နေပါတယ်။မိုက်ကယ်ရဲ့အတန်နဲ့သာဆိုတေချာပေါအောင်မြင်မယ်ဆိုတာလည်းသိနေပါတယ်။အဲ့ဒီအမျိုးသမီးကနာမည်ကြီးတေးသံသွင်းကုမ္ပဏီမိုထောင်းကဖြစ်ပြီး Jackson 5ကိုတိတ်မကြခင်ပြန်ဆက်သွယ်လိုက်မယ်လို့ဂျိုးကိုပြောသွားပါတယ်။အဲ့လိုနဲ့1969မှာတော့ Jackson 5ဟာမိုထောင်းနဲ့စာချုပ်ချုပ်လိုက်ပါတယ်။တချင်းဆိုရင်ငိမ့်မနေပဲကနေတတ်တဲ့မိုက်ကယ်ရဲ့အချင်းကြောင့်အစပိုင်းမှာအတန်သွင်းရတာအဆင်မပြေဖြစ်နေပါတယ်။ဒါပေမဲ့ producer ကငိမ့်နေဖို့ပြောပြီးအတန်သွင်းတဲ့အခါမှာတော့မိုက်ကယ်ရဲ့အတန်ကအရွယ်နဲ့မလိုက်အောင်ပြေဆုံးလုံးနေလို့အားတင်သွားရပါတယ်။ producer ကမိုက်ကယ်အတန်ဟာထူးခြားတယ်လို့ချီးကျူးပြီးတချင်းတစ်ပုတ်ထုတ်လုပ်တဲ့အခါမှာဘာတွေလိုအပ်လဲဆိုတာကိုရှင်းပြနေပါတယ်။ producer ကအရန်သဘောကောင်းတယ်လို့မိုက်ကယ်ကလည်းအသစ်အဆန်းတွေသိရလို့အရန်ပျော်နေပေမဲ့ဂျိုးကအလုပ်ပြီးတာနဲ့သူ့သားကိုအိမ်ပြန်ခေါ်သွားပါတယ်။အဲ့လိုနဲ့1969မှာ Jackson 5ဟာ I Want You Back ဆိုတဲ့တချင်းနဲ့စတင်ပွဲဥထွက်လာပါတယ်။အဲ့ဒီတချင်းနဲ့လူသိများလာခဲ့ပြီး1980မှာတော့ ABC ဆိုတဲ့တချင်းကိုထုတ်ဝေလိုက်ပါတယ်။ ABC တချင်းဟာ Billboard Hot 100မှာနံပါတ်1နေရာကိုယူနိုင်ခဲ့တဲ့အထိပေါက်သွားပါတယ်။အဲ့ဒီမှာမိုက်ကယ်ကအသက်10နှစ်ရှိပြီဖြစ်ပေမဲ့ producer ကပရိသတ်တွေပိုစိတ်ဝင်စားအောင်ညာပြောခိုင်းလို့သူ့အသက်10နှစ်ပဲရှိသေးတယ်လို့ညာပြောခဲ့ပါတယ်။ Jackson 5ကြော်ကြားလာတာနဲ့အမျှမိုက်ကယ်တို့မိသားစုလည်းတဖြည်းဖြည်းပြေလည်လာပါတယ်။ငငယ်တွေကတီးဆိုဖျော်ပြနိုင်မှုစူးစမ်းနေရတဲ့မိုက်ကယ်မှာတငယ်ချင်းမရှိတာကြောင့်မိုက်ကယ်ကအိမ်မွေးတရိတ်ဆန်တွေကိုပဲတငယ်ချင်းလို့ပေါင်းပါတယ်။အိမ်မွေးစရာမဟုတ်တဲ့ကြွက်လေးတစ်ကောင်ကိုလည်းမွေးထားပါသေးတယ်။အောင်မြင်လာတာနဲ့အမျှတယောက်တည်းသွားလာလို့မရတော့တဲ့မိုက်ကယ်အတွက်အဖေက Bill Bray လို့ခေါ်တဲ့တက်တော်ဆောင်တယောက်ငှားပေးထားပါတယ်။မိုက်ကယ်မှာတငယ်ချင်းဆိုလို့သူ့အမေပဲရှိပြီးညတိုင်းအမေနဲ့အတူ TV ကြည့်ပါတယ်။မိုက်ကယ်က TV မှာလာတဲ့အရာတိုင်းကိုသဘောတကျနဲ့လေ့လာသင်ယူတတ်ပါတယ်။မိုက်ကယ်ကလာမကလအုပ်တစ်ကောင်မွေးခြင်းတယ်လို့သူ့အမေကိုပူဇော်ပါတယ်။လာမတစ်ကောင်ကိုထိန်ချောင်းမှုသူလေ့လာထားတယ်လို့ပြောပေမဲ့လာမဆိုတာအိမ်မွေးတရိတ်ဆန်ခတ်သေးသေးမဟုတ်သလိုသူ့သားကိုလည်းတရိတ်ဆန်တွေနဲ့ပဲတငယ်ချင်းမလုပ်နေစေခြင်းလို့အဲ့ဒီအစားရွယ်သူတငယ်ချင်းထားဖို့ပဲအမေကတိုက်တွန်းပါတယ်။ဒါပေမဲ့မိုက်ကယ်အတွက်တငယ်ချင်းထားဖို့ဆိုတာခက်ခဲလွန်းပါတယ်။သူ့ရဲ့အောင်မြင်မှုကြောင့်တခြားကလေးတွေနဲ့ကွဲပြားနေစေပြီးကလေးတွေကသူ့ကိုဝိုင်းကြည့်တာဓာတ်ပုံရိုက်တာပဲလုပ်ချင်ကြပါတယ်။အဲ့လိုနဲ့1982မှာတော့ Jackson 5က I'll Be There ဆိုတဲ့သချင်းနဲ့ပရိသတ်အားပေးမှုကိုတခဲနဲ့ပိုင်ဆိုင်လိုက်ပါတယ်။1985မှာ Jackson 5ကမိုထောင်းနဲ့မဟုတ်တော့ပဲ Epic ကုမ္ပဏီနဲ့စာချုပ်သစ်ချုပ်လိုက်ပါတယ်။သူ့ကို Jermaine Jackson ကတော့မိုထောင်းနဲ့လက်တွဲမဖြုတ်ပဲတကူတော်နေခဲ့ပါတယ်။1988မှာမိုက်ကယ်ကသူ့အကိုတွေနဲ့မဟုတ်ပဲတကူတော် album ကိုထုတ်ချင်လာပါတယ်။ဒါကို producer ကလည်းလက်ခံပေမဲ့မိုက်ကယ်ကသူ့အဖေလက်မခံပါဘူးကြောက်နေပါတယ်။ကလေးလည်းမဟုတ်တော့လို့အဖေမျက်လုံးကိုတဲတဲကြည့်ပြီးပြောမယ်လို့စဉ်းစားထားပေမဲ့တကယ်မှတော့မပြောရဲပါဘူး။ Epic ကုမ္ပဏီကလည်းမိုက်ကယ်အတွက်တကူတော် album ထုတ်ပေးချင်နေပါတယ်။ဒါကိုသိတဲ့မိုက်ကယ်ကသူ့တကူတော် album ထုတ်တာသူ့အကြံမဟုတ်ပဲကုမ္ပဏီရဲ့အကြံလို့သူ့အဖေကိုပြောပေးဖို့တောင်းဆိုပါတယ်။ကုမ္ပဏီကလည်းမဆိုင်မတွလက်ခံလိုက်ပါတယ်။ဂျိုးကိုသွားပြောတော့ဂျိုးကသူ့ကိုယ်ရင်းနဲ့အလုပ်လုပ်ရမယ့်အချိန်မနက်9:00နာရီကနေညနေ9:00နာရီထိကလွှဲရင်ကျန်တဲ့အချိန်တွေလှုပ်ချင်ရလို့ပြန်ပြောပါတယ်။သူ့စကားကြောင့်ခွင့်ပြုတာလားမပြုတာလားတော့မသိအောင်ကုမ္ပဏီဘက်ကဆွမ်းအားသွားပါတယ်။မိုက်ကယ်ကတော့ဒါကိုစိတ်ပြတ်မသွားပဲ9:00နာရီကျော်တာနဲ့တက်ကြွပဲသူလှုပ်ချင်တာကိုလုပ်ပါတယ်။သူကောင်းနဲ့ပေါ်လာတဲ့စကားစုမှန်သမျှဝါကြမှန်သမျှ idea မှန်သမျှကိုနှုတ်ထုတ်ပါတယ်
ခုဆိုရင်သူမွေးချင်တဲ့လာမတစ်ကောင်လဲမွေးထားလို့သူဘယ်လောက်စိတ်လှုပ်ရှားနေကြောင်းတွေပြောပြစရာတငယ်ချင်းတယောက်ရှာထားပါတယ်။ Michael နေရမော်မှာချရေးထားတဲ့စိတ်ကူးစိတ်တမ်းမှန်သမျှကနေ Off the Wall ဆိုတဲ့ album တစ်ခု1989မှာပေါက်ဖွာလာပါတယ်။ Don't Stop Till You Get Enough ကတော့ album ရဲ့နာမည်အကြီးဆုံးသချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Solo album တစ်ခုနဲ့တင် Michael ရဲ့အောင်မြင်မှုကကြောက်ခမန်းလိလိဖြစ်ခဲ့ပါတယ်။ပရိသတ်တွေအိမ်ကိုပို့လိုက်တဲ့ fan letter တွေတောင်အိမ်နဲ့သေးရပါတယ်။ Michael နောက်ကိုအသေးအတန်လိုက်ကြတဲ့ပရိသတ်တွေဆိုလဲလုံခြုံရေးတွေထိမ့်မနိုင်လောက်တဲ့အထိများပါတယ်။ Michael ကကင်ဆာရောဂါတဲ့ကလေးတွေကိုအလှငွေတွေအများကြီးပေးလေးရှိတဲ့အပြင်အားရင်အားသလိုအားပေးစကားတွေလည်းသွားပြောတတ်ပါတယ်။အဲနောက်ပိုင်းမှာ Michael ကချမ်ပီယံစီတစ်ကောင်ကိုဝယ်မွေးပါတယ်။တအိမ်လုံးကမြောက်တစ်ကောင်အိမ်ပေါ်ခေါ်တင်လာတာမကြိုက်ပေမဲ့သူ့အဖေကတော့သူ့သားကိုမချိုမချင်ပြုံးပြီးပဲကြည်နေပါတယ်။တငယ်ချင်းအသေးရလို့ပြောနေတဲ့ Michael ကသူ့အကြိုက်ဆုံးကာတွန်းစာအုပ်ကိုဖတ်ပြပါတယ်။သူကပီတာပန်ရဲ့နှာခေါင်းချုံချုံလေးကိုသဘောကျနေပါတယ်။ငငယ်ကအဖေစီကနေနှာခေါင်းပွားကောင်လို့အခေါ်ခံရတဲ့တင်ငယ်စိတ်ကြောင့်သူ့ကိုယ်သူနှာခေါင်းပွားနေရဲဆိုပြီးခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆရာဝန်ကသူ့နှာခေါင်းကိုတာမန်ပါပဲလို့ပြောတာတောင် Michael ကတော့ခွဲလိုက်ပါတယ်။ Michael လက်မှာခီယူသင်းလဲဖြစ်နေပြီးတဖြည်းဖြည်းပြန်လာလို့စေးလိမ့်နေရပါတယ်။နှာခေါင်းခွဲစိတ်ပြီးပြန်လာတဲ့နေ့မှာပဲအဖေနဲ့တန်းတိုးလို့ Michael လန့်သွားပါတယ်။အဖေကတော့ Michael ရဲ့မျက်နှာကိုတီချကြည့်ပြီးနောက်နှာနေနေရှာမိသလိုမစူမပြောပဲဒီတိုင်းလွှတ်ထားလိုက်ပါတယ်။ Michael က Jackson 5အဖွဲ့ဝင်ကလေးတယောက်မဟုတ်တော့ပဲကိုလန်းကိုရှောက်နေတဲ့လူကြီးတယောက်ဖြစ်သူ့ကိုမြင်စေချင်တာကြောင့်သူ့ကိုယ်သူအသစ်ပြန်မွေးဖွားလာသလိုပြောင်းလဲနိုင်မှုစူးစမ်းနေတာဖြစ်ပါတယ်။ညီမဖြစ်သူကလည်း Michael ရဲ့စိတ်ကိုနားလည်ပြီးပရိသတ်တွေကဘလို့နေချစ်ပါတယ်လို့အားပေးလိုက်ပါတယ်။အဲ့ချိန်မှာသူ့အဖေကအစည်းအဝေးခေါ်ပါတယ်။ဂျိုးက Jackson မိသားစုနဲလဲဖြော်ပြပွဲလုပ်ဖို့စီစဉ်နေပါတယ်။ Michael ရဲ့အကို Jermaine Jackson ကတော့ကိုလန်းကိုရှောက်သွားပြီးမို့အဖွဲ့နာမည်ကို The Jacksons လို့ပြောင်းထားပါတယ်။ဂျိုးက Michael ရဲ့တကူတော်အခွေအောင်မြင်နေတာကိုအခွင့်ကောင်းယူပြီးနဲလဲဖြော်ပြရင်ပိုအောင်မြင်မှသိလို့ဘသူမျက်နှာမှမကြည့်ပဲသူဖြစ်ချင်တယ်လို့စီစဉ်ပါတယ်။ Michael ကစဉ်းစားအောင်မယ်လို့ပြောတော့ဂျိုးကထုံးစံအတိုင်းသူ့အဖေမို့သူ့စကားကိုနားထောင်ဆိုတဲ့သဘောနဲ့စဉ်းစားခွင့်မပေးပါဘူး။ Solo album အောင်မြင်တာနဲ့တအိမ်လုံးထက်ရောအဖေထက်ရောတာသွားပြီးထင်နေလားလို့ Michael ကိုပြန်ခေါ်ပါတယ်။သူ့ကြောင့်တအိမ်လုံးကမျက်နှာပြက်နေပြီး Michael လည်းစိတ်ရှုပ်ဝမ်းနေလုံးလို့ Bill နဲ့အတူခြေဦးတဲ့ရာကိုကားနဲ့ထွက်သွားပါတယ်။အင်းရှိမှာပရိသတ်တွေပြင်းနေလို့ငိုချင်တာတောင်ဖုံးကွယ်ထားရပါတယ်။စိတ်ညစ်နေတဲ့ Michael ကသူ့ကိုဂျိုးအမျက်ထုတ်နေတာကိုစိတ်ကုန်လာပါတယ်။ Bill ကအိမ်ခွဲနေဖို့အကြံပေးပေမဲ့ Michael ကမိသားစုနဲ့လည်းမခွဲနိုင်ဖြစ်နေပါတယ်။ဂျိုးကဘသူဘလို့အောင်မြင်မိသားစုတစ်ခုလုံးအောင်မြင်တာလို့သတ်မှတ်ထားပါတယ်။ Michael ကတော့ဘယ်နေရာမှာဘယ်နှပွဲဆိုလက်မှတ်တွေစိုးအောက်တဲ့အထိအောင်မြင်နေပါတယ်။1981မှာ Michael ကသူ့လုပ်ချင်တာအကုန်လုံးနိုင်မှုကိုပိုင်ရှေ့နေတယောက်ရှာပါတယ်။ရှေ့နေ agency ရဲ့နာမည်ကြီးရှေ့နေအကုန်လုံးကသူ့အကြိုက်လိုက်ဖို့စကလုံးလှလှလေးတွေပဲပြောနေကြပေမဲ့ John Branca ဆိုတဲ့ရှေ့နေကတော့မိသားစုတွေကနေခွဲထွက်ချင်တယ်မလားကဘာပေါ်မှာအကျော်ကြားဆုံး star တယောက်ဖြစ်ချင်တယ်မလားလို့ထည့်ပဲမိပါတယ်။သူကအဲ့ဒီခေတ်ရဲ့နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Beach Boys, Neil Diamond, Bob Dylan တို့အတွက်လည်းရှေ့နေလုပ်ပေးခဲ့ဘူးလို့ Michael ကသိနေပါတယ်။ Michael ကသူဖြစ်ချင်တာတွေဖြစ်အောင်လုပ်ပေးနိုင်လားလို့မေးတော့ John Branca ကလုပ်ပေးနိုင်တယ်လို့မဆိုင်မတော်ဖြေပါတယ်။ဘလို့လုပ်ပေးမှလဲလို့မေးတော့မင်းလို့လူနောက်တစ်ယောက်မရှိတော့မှယုံကြည်လို့လုပ်ပေးနိုင်တာလို့ပြန်ဖြေပါတယ်။ Michael လည်းတော်တော်သဘောကျသွားပြီးချက်ချင်းခါလိုက်ပါတယ်။ပထမဆုံးအလုပ်အနေနဲ့သူ့အဖေဂျိုးကိုသူ့မန်နေဂျာဖြစ်ကနေအလုပ်ထုတ်ခိုင်းပါတယ်။ John ကလည်းနိုင်တောင်မချပဲဂျိုးကိုအလုပ်ထုတ်ကြောင်းစာပို့လိုက်ပါတယ်။ဂျိုးကငါမွေးထားတဲ့ကောင်ကများငါ့ကိုစာရွက်လေးတစ်ရွက်နဲ့အလုပ်ဖြုတ်ရလားဆိုပြီးတင်သွားပါတယ်။စိတ်တူတူနဲ့မိမကိုစာရွက်ပြပြီးအဲ့ဒီကောင်အိမ်ပြန်လာရင်ခပတ်စာမိမယ်လို့ပါကျင်းလိုက်ပါတယ်။မိမက Michael ခလေးမဟုတ်တော့လို့သူ့ကိုရိုက်လို့မရတော့သလိုဘယ်သားသမီးကိုမှလည်းရိုက်လို့မရတော့ဘူးမကျေနပ်ရင်သူတို့အိမ်ကထွက်သွားလို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်။သူတို့ဘဝဒီအခြေအနေရောက်လာတာ Michael ကြောင့်ပဲဖြစ်လို့တားကိုတောင်ကျေးဇူးတင်ရအောင်မှလို့ဆက်ပြောပါတယ်။ဂျိုးကတော့တားတွေဒီလိုဖြစ်လာအောင်သူ့ပဲလုပ်ပေးခဲ့တာလို့တယူသန်အတ္တဆန်နေပါတယ်။တစ်ဖက်မှာ Michael နဲ့ Bill တို့ကဆေးရုံကကလေးတွေကိုလက်ဆောင်ပေးဖို့အရှုပ်တွေသွားဝယ်နေကြပါတယ်။အရှုပ်လာဝယ်တဲ့ကလေးတွေက Michael လက်မှတ်လိုချင်လို့တောင်းကြပါတယ်။ Michael ကလည်းမညှို့ညင်မဲ့အရှုပ်ဆိုင်မှာရှိတဲ့ကလေးတွေကိုရောကလေးအမေတွေကိုပါလက်မှတ်ထိုးပေးပါတယ်။အင်းရောက်ရင်အကိုရီနဲ့ကစားဖို့ Twister ဝယ်ခဲ့ပေမဲ့အကိုရီကတော့အဲ့လိုတွေကစားရမှာပြင်းလာအောင်လူကြီးဆန်သွားကြပါပြီ။ဒါကြောင့် Michael တယောက်တည်းပဲသူ့မြောက်လေး Bubbles နဲ့ဆော်ရပါတယ်။ရေခဲမုံစားဖို့သွားယူတော့သူ့အဖေနဲ့တိုးပါတယ်။ဂျိုးကအလုတ်ထုတ်ခံရတဲ့စာကို Michael ကိုပြပြီးဒါကိုဘောင်သွင်းထားအောင်မယ်လို့ရွှေပြောလိုက်ပါတယ်။မိသားစုနဲ့ပတ်သက်လို့မင်းဘာမှမသိသေးဘူးလို့လည်းပြောသွားပါတယ်။နောက်တစ်ရက်မှာတော့ Michael ကဆေးရုံကကလေးတွေကိုအရှုပ်တွေပေးရင်အားပေးစကားလိုက်ပြောပါတယ်။လူမြင်ကောင်းအောင်ကင်မရာရှေ့မှာတင်ဂီယူဆိုင်ပြတာမဟုတ်ပဲ Michael ကကလေးတွေနဲ့တငယ်ချင်းတွေလိုအကြာကြီးစကားဖောင်ဖွဲ့ပြောနေတတ်ပါတယ်။ Bill ကလည်းဖော်ရွေတဲ့ Michael ကိုကြည့်ရင်အမြဲတမ်းကြည်နူးစိတ်တွေကူးဆက်နေရလို့ဝမ်းသာပါတယ်။ Michael ကနောက်ထပ် solo album အတွက်ပြင်ဆင်ပါတယ်။ဒီတစ်ခေါက် album ကသမိုင်းတစ်လျှောက်ရောင်းအားအကောင်းဆုံး album ဖြစ်ရမယ်။ဘသူထက်မဆိုသားတဲ့ထိတ်ဆုံးက album ဖြစ်ရမယ်လို့ဆုံးဖြတ်ထားပါတယ်။
တမိုင်းမှာအကြီးဆုံးနယ်လဲဖျော်ဖြေပွဲကြီးတစ်ခုလည်းလှုပ်ချင်နေပြီးဖျော်ဖြေပွဲတိုင်းကိုလည်းအားကစားကွင်းလိုနေရာအကျယ်ကြီးမှာပဲလှုပ်ချင်ပါတယ်။မိုက်ကယ်ကကဘာကျော်ခြင်းမဲ့သတင်းစာရှင်းလင်းပွဲနဲ့အင်တာဗျူးတွေကိုတော့အမြင်ကျင်ပါတယ်။အဲ့လိုကိစ္စတွေကိုသူ့ရှေ့နေဂျွန်ဘရန်ကာကတာဝန်ယူဖြေရှင်းပေးပါတယ်။မိုက်ကယ်ကဘဝကိုလျှို့ဝှက်ဆန်းကျယ်စွာနေကျင်တဲ့သူဖြစ်ပါတယ်။မီဒီယာကြောင့်လူပိုသိတာမဟုတ်ပဲသူ့ရဲ့တခြင်းတွေကြောင့်လူပိုသိတာကိုပဲလိုချင်ပါတယ်။မိုက်ကယ်ကဘာပဲလုပ်နေနေအဲ့ဒီကိစ္စနဲ့ဆက်ဆက်ပြီးတခြင်းဖန်တီးဖို့အမြဲတွေးနေတတ်ပါတယ်။သူ့ရဲ့ကိုယ်ပိုင်စတူဒီယိုထဲမှာတခြင်းရေးနေတော့ TV မှာရက်ွက်ထဲကအကြံဖတ်မှုတွေအကြောင်းသတင်းလာနေပါတယ်။အဲ့ဒီကာလမှာ Crips လို့ခေါ်တဲ့အပြာရောင်လူမိုက်ခိုင်ကကြီးစိုးပါတယ်။ Crips တွေရဲ့အနိုင်ကျင့်မှုကနေအချင်းချင်းကာကွယ်ပေးနိုင်အောင်လူငယ်တွေကလည်းအဖွဲ့တစ်ခုထပ်ဖွဲ့ကြပါတယ်။အဲ့လိုနဲ့ Blast လို့ခေါ်တဲ့အနီရောင်ခိုင်ပေါ်လာပါတယ်။နှစ်ဖွဲ့လုံးကလူမဲအတိုင်းဝိုင်းကနေစတင်ပေါက်ဖွာလာတာဖြစ်ပြီးတစ်ဖွဲ့နဲ့တစ်ဖွဲ့နယ်မြေလူကြရာကနေရန်ညှိုးတွေအရန်ကြီးခဲ့ကြပါတယ်။နယ်မြေလူပွဲတွေမူရည်စေးရောင်းဝယ်မှုတွေနဲ့ရှုပ်ထွေးလာပြီးလက်နက်နဲ့အကြမ်းဖက်တဲ့အထိဆိုလာပါတယ်။ကိုကိုင်းရောင်မဟုတ်ပဲတခြားကိုင်းရောင်ဝင်းမိရင်တော့အသက်ခံရတဲ့အထိပြင်းထန်နေပါတယ်။ဒါတွေကိုမြင်တော့မိုက်ကယ်ကလူငယ်လေးတွေအတွက်စိတ်မကောင်းဖြစ်နေပါတယ်။တညလုံးအိတ်မပျော်ပဲဒီအကြောင်းကိုတွေးနေမိပြီးနောက်ဆုံးတော့အကြံတစ်ခုရသွားပါတယ်။မိုက်ကယ်ကဘီလ်ရဲ့အကူအညီနဲ့အနီနဲ့အပြာခိုင်းသားတွေကိုစုလိုက်ပါတယ်။ဒါဟာအရန်စွန့်စားလွန်ရကြပေမဲ့မိုက်ကယ်ကတော့ဂီတနဲ့အကြံဖတ်မှုတွေကိုတားကျင်နေပါတယ်။ဘာသာစကားတစ်ခုတည်းကိုတစ်ကမ္ဘာလုံးနားမလည်နိုင်ပေမဲ့ဂီတနဲ့အကကိုတော့လူတိုင်းနားလဲတာမို့ဂီတနဲ့ကမ္ဘာကြီးကိုပြောင်းလဲဖို့မင်းတို့လည်းကူညီပေးကြပါလို့မိုက်ကယ်ကတောင်းဆိုပါတယ်။မိုက်ကယ်ရဲ့အကြံကခိုင်းသားတွေကိုသူ့တခြင်းထဲမှာကာကိုင်းမှုဖြစ်ပါတယ်။မိုက်ကယ်ဂျက်ဆန်ကတောင်းဆိုမှတော့ဘလောက်မိုက်တဲ့ကောင်ဖြစ်ဖြစ်မငင်းနိုင်တော့ပါဘူး။အဲ့လိုနဲ့ Beat It ဆိုတဲ့တခြင်းကိုထုတ်လိုက်ပါတယ်။ Beat It ရဲ့စာသားတွေကရှမ်းဖြစ်ဖို့တက်ငိမ့်ငိမ့်ရဖို့ကပိုခက်ခဲလို့မလိုအပ်ရင်မတိုက်ခိုက်ပဲရှောင်ထွက်လိုက်ဆိုတဲ့သဘောကိုဆောင်ပါတယ်။ Beat It အပါအဝင်တခြားသခြင်းတွေကိုလည်းရေးထားပြီး album နာမည်ပေးဖို့တော့ Michael အများကြီးစဉ်းစားနေရပါတယ်။အသက်သွင်းကုမ္ပဏီ CBS က Michael Jackson လို့ပေးစီခြင်းပေမဲ့ Michael ကတော့အတ္တဆန်လွန်ရကြတယ်ထင်လို့ညှင်းလိုက်ပါတယ်။အခြေအနေရရက်ကနေ album အတွက်ကုန်ချမ်းယူနေပြီးနာမည်ကိုအမျိုးမျိုးပြောင်းလဲပေးကြည့်ပါတယ်။တည Michael TV ကြည့်ရင်မင်းသားကမကောင်းဆိုးဝါးဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ချောမောခန့်ညားတဲ့မျက်နှာကကွာကျသွားပြီးမကောင်းဆိုးဝါးရုပ်လုံးပေါ်လာတာဟာသူ့အတွက်စိတ်ဝင်စားစရာကောင်းလွန်ပါတယ်။ဒါကြောင့် Michael ကသူ့ album နာမည်ကို Thriller လို့ပေးလိုက်ပါတယ်။ Thriller အတွက် music video ထပ်ပို့တဲ့ short film တစ်ခုလည်းရှိုက်ပြီး zombie ကားကွက်တွေနဲ့ပုံဖော်ထားပါတယ်။ရိုက်ကူးတဲ့အခါမှာလည်းကတာကိုတကူလုံးမြင်အောင်ရိုက်ပေးဖို့ director ကိုတောင်းဆိုပါတယ်။အဲ့လိုနဲ့ Thriller album ထွက်လာတော့ရောင်းအားအကောင်းဆုံး album ဖြစ်သွားပါတယ်။ရှင်းနေ John Branca က Michael ပိုအောင်မြင်ခြင်းရင် Michael ရဲ့ music video တွေကို MTV Channel မှာပြရမယ်လို့ပြောပါတယ်။ဒီခေတ်မှာ MTV Channel ကလူမဲအဆိုတော်တွေကိုလုံးဝနှီးပါပွဲမထုတ်ပါဘူး။ Michael ကတော့သူ့တခြင်းတွေကိုအဖြူအမဲမခွဲကြပဲလူတိုင်းနားထောင်နိုင်အောင်လုပ်ခဲ့တာလို့အတန်သွင်းကုမ္ပဏီကိုစော်တကားတက်ပါတယ်။ရှင်းနေကဒီတခြင်းတွေ MTV ပေါ်သာရောက်ရင်လုံးဝပေါက်မှာလို့ပြောနေသလို Michael ကလည်းသူ့အတွက်ပိုစူးစမ်းပေးပါလို့တောင်းဆိုပါတယ်။ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင်လည်း Michael အတွက်ဆိုအကုန်လုပ်ပေးချင်လာလို့ MTV မှာ Michael တခြင်းတင်ပေးဖို့လှမ်းတောင်းဆိုပါတယ်။ MTV ဘက်ကတော့လူမဲဖြစ်နေလို့တေချာပေါက်ညင်ပါတယ်။ CBS ကလည်းမင်းတို့ Michael တခြင်းမထုတ်လွှင့်ပေးရင်သူ့ကုမ္ပဏီကတခြားလူဖြူအဆိုတော်တွေရဲ့တခြင်းတွေအကုန်လုံးကိုမူပိုင်ခွင့်ပြတ်သိမ်းမယ်လို့ခပ်ပြက်ပြက်ပြောပြီးဖုန်းချလိုက်ပါတယ်။အဲ့ဒီခေတ်ရဲ့နာမည်ကြီးအဆိုတော်အားလုံးဒီပါက CBS ကဖြစ်ပြီးကုမ္ပဏီကသူတို့အားလုံးနဲ့ Michael ကိုစွန့်စွန့်စားစားလောင်းကြီးထပ်လိုက်တာဖြစ်ပါတယ်။အဲ့လိုနဲ့ပဲ Michael ရဲ့ Thriller album ထဲက Billie Jean တခြင်းက MTV ပေါ်ရှောက်လာပါတယ်။ Thriller album ရဲ့ရှောင်းအားကလည်း25သန်းကျော်သွားတဲ့အပြင်ဆက်လက်ရောင်းချနေရဆဲဖြစ်ပါတယ်။ album တစ်ခုတည်းနဲ့ Grammy 8 ဆုကိုတညာတည်းရလိုက်တဲ့အထိအောင်မြင်သွားပါတယ်။ဒါဟာတမိုင်းတစ်လျှောက်အကျော်ကြားဆုံးအောင်မြင်မှုဖြစ်ပြီးလူတွေက Billie Jean တခြင်းနားထောင်လိုက်တိုင်းတောက်ပတဲ့အမှုပညာရှင်တယောက်ကိုခန်းစားမိကြပါတယ်။အောင်မြင်မှုကိုအားလုံးကအတိအမှတ်ပြုအားပေးကြပေမဲ့ဂျိုးကတော့အခုထိ Michael ကိုရွှဲ့နေတုန်းဖြစ်ပါတယ်။ Thriller အောင်မြင်တော့ဂျိုးကဒါကိုအသုံးချပြီး The Jacksons အဖွဲ့ကိုနယ်လှည့်ဖျော်ပြဖို့သူ့သဘောနဲ့သူစီစဉ်ပါတယ်။ Michael ကိုခုတုံးလို့ပတ်စံရှာဖို့ပဲတွေးနေတာကြောင့် Michael ကတော့ညင်ပါတယ်။ဒါပေမဲ့လည်းသူ့အဖေကမိသားစုနဲ့ကြိုက်ပေါက်ပြီး Michael လိပ်ပြမလုံးမဲ့စကားတွေပြောပါတယ်။အဖေကိုဘယ်တော့မှမနိုင်ခဲ့ဘူးတဲ့ Michael ကဒီတစ်ခါမှလည်းသူ့အဖေရဲ့ဖိအားတွေကိုမကျော်လွှားနိုင်ပဲလက်ခံလိုက်ရပါတယ်။ကြော်ညာတွေလည်းလက်ခံထားတာကြောင့် Michael တို့က Pepsi ကြော်ညာရှာရပါတယ်။ Michael ပွဲထွက်လာရင်မိဘွားတွေပွင့်လာအောင်လှုပ်ထားရကနေ Michael ကောင်းပေါ်မိဘွားအစတွေမတော်တဆကြလာပါတယ်။သပင်တွေမီးလောင်သွားတာကြောင့် Michael ဆေးရုံတက်လိုက်ရပါတယ်။အသက်အန္တရာယ်တော့မရှိပေမဲ့တတိယအဆင့်မီးလောင်တန်းရာကြောင့်အာယုံကြောလေးတွေပွင့်သွားလို့ဝေဒနာကိုတော့အပြင်းအထန်ခံစားနေရပါတယ်။ဒီလိုအချိန်မှတော့ဂျိုးကနယ်လဲဖျော်ဖြေပွဲကိုပဲအာယုံရှိနေပြီးဘယ်ချိန်ပြန်ကောင်းမလဲဆိုတာပဲမေးနေပါတယ်။ဆရာဝန်တော်မှသူ့အဖေရဲ့စိတ်ဓာတ်ကိုအာအသင်သွားရပါတယ်။ Michael ရဲ့သပင်တွေကပြန်ပေါက်ဖို့တောင်မတိကြတော့တာမို့ Michael ကသပင်တုတက်ရမှာကိုစိတ်ညစ်နေပါတယ်။ပရိသတ်တွေက Michael ပြန်မကောင်းမချင်းစေးရုံရှိရမပြန်ပဲဆူတောင်းပေးနေကြပါတယ်။ Michael ကသူ့အဖေရဲ့အတားကြောင့်လည်းတော်တော်စိတ်ဆင်းရဲနေပါတယ်
ဒါပေမဲ့တခြားမိလောင်တန်ရာရတဲ့လူတွေကိုလိုက်ရပေးရင်သူကိုယ်တိုင်လည်းစိတ်ခွန်အားတွေပြန်ရလာပါတယ်မတော်တဆဖြစ်ခဲ့တာကြောင့်ဒေါ်လာတန်းနဲ့ချီနေတာကြေးရလိုက်တာကိုမိုက်ကယ်ကမိလောင်တန်ရာကုသရေးဌာနကိုပဲအကုန်လုံးလှူလိုက်ပါတယ်မိုက်ကယ်ကနယ်လဲဖျော်ပြပွဲမလိုက်ရင်ရော်ကြေးတွေပေးရမှာမို့ဂျိုးကသူတို့ဘဝပြောင်းသွားမှာကိုကြောက်နေပါတယ်ဒါပေမဲ့လည်းမိသားစုကိုလုံးဝအထိပါခံမှာမဟုတ်တဲ့မိုက်ကယ်ကနယ်လဲဖျော်ပြပွဲကိုလိုက်လာခဲ့ပါတယ်ဒီပွဲပြီးရင်တော့သူကိုယ်တိုင်ဂျိုးမျက်လုံးတွေကိုကြည့်ပြီးသူ့ကိုယ်ပိုင်ဘဝကိုဆက်လျှောက်ဖို့ပြောတော့မယ်လို့လည်းဆုံးဖြတ်ထားပါတယ်အဲ့လိုနဲ့1984မှာ Victory လို့ခေါ်တဲ့နယ်လေးဖျော်ဖြေပွဲကြီးစတင်ပြီးသူတို့ရောက်တဲ့မြို့တိုင်းမှာအားလုံးမျှော်လင့်ထားသလိုအောင်မြင်မှုတွေလည်းရှာနေပါတယ်။မိုက်ကယ်ကလက်ကခီယူသင်းကိုဖုံးဖို့လက်အိတ်တစ်ဖက်ဆွတ်ထားတာကလည်းပရိသတ်တွေပါလိုက်ဝေကြတဲ့အထိသူ့ရဲ့ signature style လို့ဖြစ်လာပါတယ်။ဂျိုးကတော့ဒီပွဲပြီးရင်လည်းတကဘာလုံးကမြို့တိုင်းစီမှာလိုက်ဖျော်ဖြေအောင်မဲ့အကြောင်းအင်တာဗျူးတွေမှာအားပေါင်းအရင်တန်ပြောနေပါတယ်။အလီမှာဖျော်ဖြေတဲ့ Victory ပွဲနောက်ဆုံးကြမှာတော့မိုက်ကယ်ကပရိသတ်တွေကိုသူ့ရဲ့အမှုပညာခီးအကြောင်းအသိပေးကြေညာပါတယ်။ The Jacksons အနေနဲ့နှစ်ပေါင်း20ရှိခဲ့ပြီးနောက်မှာသူတို့အတူဖျော်ဖြေတာနောက်ဆုံးညဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒီစကားတွေကိုစင်ပေါ်ကပြောနေတာဖြစ်ပေမဲ့သူ့အဖေကိုတက်တဲ့လှမ်းကြည့်ပြီးပြောခဲ့ပါတယ်။ညီကိုတွေအားလုံးကလည်းမိုက်ကယ်ရဲ့သဘောထားကိုနားလည်လက်ခံကြပေမဲ့ဂျိုးကတော့မိုက်ကယ်စကားကြောင့်တွေးပြတ်သွားပါတယ်။ပွဲပြီးသွားတော့လေဂျိုးကိုဘာမှဖြည့်ရှင်းချက်တွေပေးမနေတော့ပဲဇလန်းဖြတ်လိုက်ပါတယ်။အဲဒီနောက်မိုက်ကယ်က Bad ဆိုတဲ့ album တစ်ခုထပ်ထုတ်ပါတယ်။1988မှာတော့မိုက်ကယ်ကတကူတော့ Bad Water ကိုကျင်းပခဲ့ပါတယ်။ဘတ်တချင်းဖျော်ပြနေတော့မူးမေလဲတဲ့ပရိသတ်တွေတော့အများကြီးရှိခဲ့သလိုသူ့စီကိုအတင်းတိုးတက်လာတဲ့ပရိသတ်တွေကိုလည်းလုံခြုံရေးတွေကမနိုင်မနှင်းဖန်ဆွဲထားရပါတယ်။ဘတ်ဝါထော်ကြီးပြီးသွားခဲ့ပေမဲ့ဘယ်အဆိုရှင်မှလိုက်မမီနိုင်လောက်အောင်ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ King of Pop ကြီး Michael Jackson ရဲ့အောင်မြင်မှုခရီးစဉ်နဲ့သူ့ဘဝဇာတ်လမ်းကတော့ဆက်ရှိနေပါသေးတယ်။